British စစ်တပ်မှာအတော်ဆုံးထိတ်တဲတဲ့တမလို့တတ်မှတ်ခံရတဲ့ Chakal ကိုလိုချင်တာတစ်ခုတည်းအတွက်ပဲလေ့ကျင့်ပေးထားတာပါအဲ့ဒါကတော့ပြစ်မှတ်တွေကိုအေးဆက်ဆက်နဲ့တိတိကျကျရှင်းပြဖို့ပါအဲ့ဒီမနက်မှာသူနဲ့သူဒရൈဗာဟာအရေးပေါ် mission တစ်ခုကိုလက်ခံရရှိတယ်ကမ္ဘာအလိုအရှိဆုံးအကျန်းဖက်သမားတွေကတယောက်ဟာသူ့ဆွေမျိုးတယောက်ရဲ့မင်္ဂလာပွဲမှာအော်လာလိမ့်မယ်တဲ့အမိန့်ကတော့ရှင်းတယ်အရှင်ပိုင်းရမယ်သူတို့ဟာပစ္စည်းကိရိယာတွေစုပြီးပြစ်မှတ်နောက်ကိုလိုက်သွားကြတယ်လမ်းမှာသူတို့ဟာ ရင်ထဲကနေ therapy ရှေ့ဆက်တိုးရှာဖွေရင်ကြည်ရင်တခုခုကိုရုပ်တရက်တနက်တန်နဲ့အတူအယက်သားတွေကိုထိမှန်သွားတယ်တန်ရှင်းတဲ့ mission ထိရမယ့်ဟာကလူသက်ကွဲထိသွားတယ်အဲ့အမားကိုဖုံးကွဲဖို့အတွက်ဘိုးကြီးကလေချောင်းပိကူတောင်းတယ်မိနစ်ပိုင်းကြာမှနေရာတစ်ခုလုံးကိုဒုံးကြီးနဲ့ဖျက်ဆီးပစ်လိုက်တယ်စစ်သားချိုးကတော့အောင်မြင်တယ်ဆိုပြီးပြောနေကြတယ်ဒါပေမဲ့ Chakal နဲ့သူ့ဒရൈဗာကတော့တည်နေတယ်ဒါဟာဝမ်းနေစရာအဖြစ်ဆိုးကြီးတစ်ခုဆိုတာကိုပေါ့အားလုံးကိုစိတ်ပြည့်ပြီးသူဟာစစ်တပ်ကထွက်လိုက်တယ်ဒါပေမဲ့အတွင်းထဲမှာတစ်ခုခုတော့ပြောင်းလဲသွားတယ်နောက်တစ်နေ့မှာနောက်ထပ် mission တစ်ခုသွားဖို့လမ်းပေါ်မှာအဖွဲ့ကအမိုက်ပုံတပုံကိုတွေ့တယ်အဲ့ဒီထက်ကနေတစ်ခုခုကတောက်ပနေတယ်သူတို့ကယုံကြည်မှုရှိရှိနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းဖြစ်နိုင်တယ်လို့တွေးကြတယ်ဘယ်သူမှစေတနာဝင်ထမ်းမလုပ်ချင်ကြဘူးဒါပေမဲ့ Chakal ကစစ်ဆေးဖို့အတွက်ကန်လန်းပြီးသူ့ဒရൈဗာကိုခေါ်လိုက်တယ်သူကအေးစေးတင်ငင်းစွာရှေ့တိုးသွားပြီးအဲ့ဒီနေရာကိုစစ်ဆေးလိုက်တော့ကလေးကစားယာလီတစ်ခုပဲဆိုတာကိုတွေ့လိုက်ရတယ်တင်မာမှုတွေလျော့ကျသွားပြီးလူတိုင်းစိတ်သက်သာရသွားကြတယ်ဒါပေမဲ့ Chakal ကတော့ဆက်ပြီးရနေတော့မယ်အဲ့ဒီတော့သူကသူ့အိတ်ကက်ထဲကနေ remote control တစ်ခုကိုထုတ်ပြီးနှိပ်လိုက်တယ်ကြီးမားတဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားပြီးလူတိုင်းကိုရှင်းပစ်လိုက်တယ်သူ့ဒရൈဗာကတော့ရှုပ်ထွေးပြီးအော်ဟစ်နေတယ် Chakal ကသူ့ကိုကြည့်ပြီးပျောက်ကွယ်သွားဖို့အချိန်ရောက်ပြီဘယ်သူမှမတွေ့နိုင်တဲ့နေရာကိုတွားရအောင်လို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့ဘယ်သူမှမပြောနိုင်ကောင်းမြတ်အမှန်တရားတစ်ခုကိုထားခဲ့ပြီးနှစ်ယောက်သားတဲခံထားရတဲ့ကိုဝင်ရောက်သွားကြတော့တယ်